ပညာရှင်တွေကလည်းတန်ဃာတွေရဲ့တပိတ်မှကန်ဆောင်ပွဲတွေမှာပါဝင်လာကြပါတယ်တော်မေပြောအောင်ရေလက်တလောစာပေအတိုင်းဝိုင်းကပုဂ္ဂိုလ်100ဝန်းကျင်ရုပ်ရှင်သရုပ်ဆောင်20ဝန်းကျင်လောက်ပါဝင်လာပြီလို့သိရပါတယ်။စာပေအမှုပညာရှင်တွေရဲ့ပါဝင်မှုအခြေအနေတွေကိုသိရဖို့ဟာတာရုပ်ရှင်သရုပ်ဆောင်ဦးဇာကနာခေါ်ဦးသူရကိုအခုလိုဆက်သွယ်မေးမြန်းခဲ့ပါသေးတယ်ရှင်။ဟုတ်ကဲ့ဦးသူရရှင်အခုရက်ပိုင်းတွေဒီတန်ဃာတော်တွေရဲ့တပိတ်မှောက်ကန်ဆောင်ပွဲတွေမှာအမှုပညာရှင်တွေပါဝင်တဲ့အခမ်းကဏ္ဍကဘယ်လိုအနေအထားမျိုးရှိလဲရှင်။ကျွန်တော်တို့မှာအခုစီမံအမှုပညာရှင်တွေရဲ့ပတ်စံလေးကျွန်တော်တို့စုကြတယ်လူတွေစုကြတယ်အခုဆရာဝန်လေးတွေဆိုလည်းပဲကျွန်တော်တို့ဒီအခုဝင်ပါပြီးတဲ့ဆရာဝန်တွေသူဆန္ဒနဲ့သူဝင်ရောက်ပူပေါင်းလာတာကိုအခု9ယောက်ရှိသွားပြီနောက်ထပ်မှပြီးတော့လည်းပူပေါင်းလာကြအောင်ပါဒီဆရာဝန်လေးတွေကလည်းအခုမနေ့တုန်းကစပြီးဆရာတော်များကိုလိုက်ပြီးတော့စိတ်ကူတာပြီးတယ်လိုအပ်တဲ့နေမကောင်းဖြစ်တယ်ဥပမာပေါ့နော်မနေ့ကဆိုရင်ဆရာတော်2ပါးကနီမိုနီးယားလိုမျိုးဖြစ်သွားတယ်ဒါတွေလည်းချက်ချင်းကူပြီးတယ်ခက်ခဲဖြစ်နေတာဆရာတော်များမှာလေပေါင်းမုံလေးတစ်လုံးလောက်စားပြီးတော့လည်းလမ်းလျှောက်နေရတယ်အခုဆေးဝါးတွေလည်းကျွန်တော်တို့ပြန်နေပြီးတော့လုပ်ပေးတယ်နောက်ပြီးသင်္ကန်းတွေလည်းကျွန်တော်တို့လူတယ်သုံးကုန်းတွေလည်းကျွန်တော်တို့ချက်ပြုတ်ပြီးတော့ကျွေးမှုရတယ်ဒီနေ့ပြုလုပ်မဲ့တန်ဃာတော်တွေရဲ့တပိတ်မှောက်ကန်ဆောင်ပွဲမှာရောဘယ်လိုပါဝင်ဖို့စီစဉ်ထားကြလဲရှင်လူကြည်ကြတဲ့တွေကိုစာရန်တွေလုပ်ပြီးတော့စာရန်တွေကင်မယ်ပြီးတော့ကျွန်တော်တို့ဒီဘက်ကအမှုပညာရှင်တွေဘက်ကနေပဲသာသနာအလံတွေကျွန်တော်တို့ကထုတ်ပေးတယ်လူတိုင်းသာသနာအလံလေးတွေကင်ပြီးတော့သွားလို့ရမယ်ကျွန်တော်တို့အားလုံးကမေတ္တာကိုသာရှေ့ထားပြီးတော့မေတ္တာနဲ့တိုက်ပွဲဒါကိုကျွန်တော်တို့ကမေတ္တာတိုက်ပွဲလို့ပဲခေါ်ယူမယ်ဆိုပြီးတော့ကျွန်တော်တို့အဲ့လိုစီစဉ်ထားတာပေါ့နော်ရုပ်ရှင်အမှုပညာရှင်တွေရဲ့ပါဝင်မှုအားကရောဘယ်လောက်ရှိနေလဲရှင်လက်ရှိအနေအထားမှာအဲ့ဒါကတော့ရုပ်ရှင်အမှုပညာရှင်များအနေနဲ့ကတော့ကျွန်တော်တို့အရေးအတွက်အပြင်ကျွန်တော်တို့မရပါဘူးရုပ်ရှင်အမှုပညာရှင်များပါဝင်လာတဲ့ရုပ်ရှင်အမှုပညာရှင်များကျွန်တော်တို့အခုတကယ်တမ်းလက်ချိုးကြီးလိုက်ဆက်ရောက်မပြေသေးပါဘူးဒါပေမဲ့ငွေကြတော့သူတို့ကပတ်စံရှိတာကိုဆိုတော့သူတို့ကလည်းပါလာနိုင်ပါတယ်ဒါစာပေပညာရှင်တွေကပုံများပါတယ်ကျွန်တော်တို့ဒီမှာစာပေပညာရှင်ကအများဆုံးပဲဒီကျွန်တော်တို့ပြည်သားအမှုပညာရှင်ကတော့အနည်းဆုံးပဲတကယ်တမ်းကျတော့သူတို့လည်းပဲစိတ်ဆန္ဒရှိကြပါတယ်အခုကဘယ်လိုလဲဆိုတော့ရှေ့ရလူတွေကပြောပြီးမထွက်သေးဘူးလားလို့ဆိုတဲ့အခါကျတော့အရင်ဆုံးထွက်လာပြီးတော့ကျွန်တော်88တုန်းကလည်းဒီလိုပါပဲလေဟုတ်လား88တုန်းကအမှုပညာရှင်တွေကရှင်းလေးလုံးနေစားတဲ့နေမှာမပေါအောင်ပါကြပဲတကယ်တမ်းကျတော့သူတို့22ရက်နေ့ကျမှထွက်လာကြဒါတော့က22ရက်နေ့မှာစပါတော့9ယောက်မရှိပါဘူးကျွန်တော်တို့နောက်တစ်ပြေးပြေးနဲ့ပါများပြီးတော့အပြည့်ဖြစ်လာတာလေအဲ့လိုပဲကျွန်တော်တို့လည်းအခုတော့အရင်ဆုံးစားလိုက်ဖို့ရည်ကြည်တာပေါ့အခုမပါဝင်လာသေးတဲ့အမှုပညာရှင်တွေကိုရောဥသူရတို့အနေနဲ့ဘာတွေများပန်ကြားချင်တာရှိလဲရှင်သူတို့လည်းကျွန်တော်တို့ဟိုကြည့်ပြီးတော့သူတို့လည်းထွက်လာကြမှာပါလို့ပဲကျွန်တော်ယုံကြည်ပါတယ်လို့သူတို့လည်းပဲပြည်သူတွေကိုချစ်ကြမှာပါပြည်သူတွေကလည်းသူတို့ကိုချစ်ခဲ့ကြတာပဲပြည်သူတွေရဲ့အခွန်အခါနဲ့လာကစားနေတဲ့လူတွေမှမဟုတ်တာဗျာပြည်သူတွေရဲ့အိတ်တွေကပတ်စံကိုတိုက်ရိုက်နှိုက်စားနေရတဲ့အမှုပညာရှင်တွေပဲအဲ့တော့ပြည်သူတွေအခက်အခဲရှိတဲ့အချိန်မှာတော့သူတို့အနေနဲ့လည်းထွက်လာတင်ပါတယ်ကျွန်တော်တို့သူတို့အနေနဲ့လည်းထွက်လာဖို့အခက်အခဲရှိနေတယ်လို့ဆိုတဲ့အခါကျမှလည်းကျွန်တော်တို့ရှေ့ရထွက်ပြထားပါပြီအဲ့အတွက်ကြောင့်မလို့သူတို့လည်းထွက်လာလို့ရပါပြီလို့เนาะသူတို့လည်းဒီလိုပဲပြောချင်ပါတယ်ဟာတာရုပ်ရှင်တရုပ်ဆောင်ဦးဇာကနာခေါ်ဦးသူရရဲ့ပြောကြားချက်တွေပဲဖြစ်ပါတယ်။ညီညွတ်သောတိုင်းရင်းသားများမဟာမိတ်အဖွဲ့ UNA အဖွဲ့ကတန်ခါလှုပ်ရှားမှုကိုထောက်ခံတဲ့အနေနဲ့